ကျုပ်တလုံးနဲ့တမိသားစုလုံးထမင်းဝိုင်းစားလို့ရအောင်အများကြီးချက်တဲ့အနေလာမျိုးဖြစ်ပါတယ်ပထမဆုံးကျုပ်ကြော်လိုက်တယ်ပြီးတော့ငရုတ်တီးနဲ့豆腐ကြော်လိုက်တယ်ပြီးတော့豆腐ကိုပြန်ရှယ်လိုက်တယ်အမုတ်လေးပါလေးထည့်ပြီးတော့ငရုတ်တီးပြန်ကြော်လိုက်ပြီးတော့ငရုတ်တီးကိုဆဲလိုက်ပြီးပြီးတော့ထမင်းကိုလည်းပြန်ကြော်လိုက်တယ်အဲ့ဒါနဲ့ပဲအဲ့ဒီကျုပ်နဲ့ပဲကြော်တယ်ပြီးတော့နောက်ထပ်ကျုပ်တွေပြန်ထုတ်တယ်မုံမြင့်နဲ့ပြန်ကြော်တယ်မကုံသေးဘူးကြံသေးတယ်ပြန်ဆဲလိုက်ပြီအခုတော့ပြန်စင်ပြီးနဲ့ပြန်ကြော်လိုက်တယ်ဒါနောက်ဆုံးလားမသိဘူးအရေးဆွပြုတ်လုံးမှာအရေးပြီးတော့ပြန်ရှယ်လိုက်တာဟုတ်ကွာအရတာတော့ရှိပါမလားမသိတော့ဘူးပြီးတော့အတုပ်လုပ်လိုက်တယ်မဟုတ်သေးဘူး gambling လုပ်လို့ရသေးတယ်ကြော်လိုက်သေးတယ်နော်အဲ့ဒါနဲ့အရေးတွေပြီးလားမသိဘူးထုတ်လိုက်သေးတယ်မပြီးသေးဘူးအခုအမုတ်နဲ့ဖြောလိုက်တယ်ပြီးတော့နောက်တော့ပြန်ကြော်လိုက်တာကျုပ်ရသေးတယ်ဟမ်ပွဲအများကြီးပဲနော်အမိသားစုလုံးစားလို့ရပြီ